အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့နာမည်ကတော့ကြောကြောဖြစ်ပါတယ်အသက်ကတော့22နှစ်ဖြစ်ပါတယ်ရှင်ကျမရဲ့မွေးဖွားရာဇာတိကတော့ညင်မျိုးပါအားလာချိန်တွေဆိုရင်တော့ဒီလိုပဲဖြတ်တန်းဖြစ်တယ်